ဒီမုံလုံးတက်ရင်ငါတို့ဆရာကြီးဖြစ်ပြီဆိုပြီးတော့လွန်ခဲ့တဲ့နှစ်ပေါင်း20လောက်ကရုပ်ရှင်ကားတကားမှာမမတ်ရမြင်ပူးခဲ့တဲ့ငယ်ဘဝအိမ်မက်ကိတ်မုံလေးကိုလွယ်လွယ်ကူကူလေးလှုပ်ရှားပြလို့ပြုလုပ်နေလေးကိုအားလုံးသိရအောင်မျှဝေပေးလိုက်ပါတယ်ခင်ဗျာဥစ္စာပထမအတင်းရိုက်ပြီးတော့ရှစ်လက်မချီဖွန်ကိတ်ကိုအလွာလေးလေးလွာကျွန်တော်တို့ပိုင်းနိုင်မှာဖြစ်ပါတယ်လေးလွာတွေကနေမှနှစ်လွာကိုပဲကျွန်တော်တို့သုံးမှာဖြစ်ပါတယ်ပထမတစ်လွာကိုရှစ်လက်မကိတ်ခွက်တဲ့မှာကျွန်တော်တို့အောက်ခင်းလိုက်တယ်ခင်းပြီးတော့ကျွန်တော်တို့ topping cream နေရာကောင်ကိုပုံမှန်မူနီပြရိုက်တဲ့အတိုင်းကြွမီတန်းလေးဖြစ်အောင်ကျွန်တော်တို့ဖွအောင်ရိုက်ပေးလိုက်ပါတယ်စိတ်တလုံးတည့်တီကြီးတလုံးကိုကျွန်တော်တို့ခွဲတယ်ခွဲပြီးတော့ဓာတ်လေးနဲ့ပေါက်ပြီးတော့အတုံးလေးတွေကျွန်တော်တို့တုံးလိုက်ပါတယ်အဲ့အတုံးလေးတွေကိုကျွန်တော်တို့900 gram တိတိတုံးမှာဖြစ်ပါတယ်ဂျယ်လီတင်းအကျွတ်15 gram ကိုရေခဲရည်ထဲမှာ15မိနစ်လောက်ကျွန်တော်တို့စိမ်ထားပေးလိုက်မှာဖြစ်ပါတယ်15မိနစ်လောက်စိမ်ပြီးတော့ဂျယ်လီတင်းရွက်လေးတွေနူးအီလာတဲ့ချိန်ကျရင်နွားနု100 gram အိုင်ဇင်ရှူဂါ40 gram နဲ့ရောထားလိုက်မှာဖြစ်ပါတယ်နောက်ထပ်စလုံးကြီးစလုံးထဲမှာ topping cream 900 gram နဲ့ခုနတုံးထားတဲ့တရက်တီး900 gram ကိုရောသမမှုလိုက်ပါမယ်ဂျယ်လီတင်းနွားနုနဲ့အိုင်ဇင်ရှူဂါရောနှုံးလည်းရင်းနှီးလေးခံပြီးတော့ဂျယ်လီတင်းလုံးဝပြုံဝင်နေသည့်ကျွန်တော်တို့ဖြော်ပေးရမှာဖြစ်ပါတယ်ဂျယ်လီတင်းလုံးဝပြုံသွားပြီဆိုရင်အယွန်းနှောနှစ်ခုလုံးကိုကျွန်တော်တို့ရောပြီးတော့တမလွှမ်းအောင်မူလိုက်တယ်ပြီးသွားရင်တံပယိုဒီအကြီးလေး15 gram ကိုညှက်ထက်ပြီးတော့လုံးဝနှက်ဆက်သွားအောင်မူလိုက်ပြီဆိုရင်တော့ကျွန်တော်တို့ muscade feeling လေးရပါပြီ muscade feeling လေးကိုပထမပြင်ထားတဲ့ကိတ်ခွက်ထဲကိုတဝက်အရင်လောင်းထည့်လိုက်တယ်ပြီးတော့ကိတ်ပြားတစ်ပြားထပ်ပြီးတော့ခင်းမယ်နောက်ထပ်တစ်ဝက်ကိုလည်းလောင်းထည့်ပြီးတော့ညီအောင်ညှိလိုက်ပါမယ်ညီအောင်ညှိပြီးပြီဆိုရင်တော့ရေခဲတက်တာအခဲခန်းထဲမှာနိုင်ဝက်လောက်သွားပြီးတော့ကျွန်တော်တို့ထည့်ထားလိုက်မှာပဲဖြစ်ပါတယ်အပေါ်မျက်နှာပြင်မှာတရက်တီးဂျယ်လီလွန်လေးတစ်လွန်ကျွန်တော်တို့တင်အောင်မှာဖြစ်တဲ့ကြောင့်မလို့တရက်တီးနောက်ထပ်900 gram ကိုဘရန်နာတွေကိုကျွန်တော်တို့အတုံးလေးတုံးပြီးထည့်လိုက်တယ်အိုင်ဇင်ရှူဂါ25 gram ကိုလည်းထည့်ပြီးတော့ကျွန်တော်တို့လုံးဝအနည်းပြတော်လေးကျွန်တော်တို့ကြိတ်နိုင်မှာဖြစ်ပါတယ်ဂျယ်လီတင်း10 gram ကိုခုနလိုပဲရေခဲရည်ထဲကိုစိမ်ထားမယ်ဂျယ်လီတင်းပြုတ်အိသွားပြီဆိုရင်တရက်တီးအနှစ်ထဲကိုထည့်ပြီးတော့အောက်ကနေယူနီလေးခံပြီးတော့အဝါရောင်လေးနည်းငယ်ထည့်မယ်တံပယိုဒီအကြီးလေး10 gram လောက်ညှစ်ထည့်ပြီးတော့လုံးဝဂျယ်လီတင်းပျော်လေးထိဒဘပွားလေးလုပ်ပေးရမှာဖြစ်ပါတယ်ဂျယ်လီတင်းလုံးဝပျော်တော့ပြီဆိုရင်တော့ခုနနိုင်ဝက်လောက်ရေကတက်တာလေးထည့်ထားတဲ့ muscade ပေါ်မှာကျွန်တော်တို့လောင်းပြီးတော့ညီအောင်ညှစ်ပေးလိုက်ပြီဆိုရင်ဖြင့်ကျွန်တော်တို့ muscade လေးရရှိပါပြီဒီ muscade ကိုကျွန်တော်တို့ရေကတက်တာအခဲခန်းထဲမှာဆိုရင်အချိန်တနာရီခွဲတိတိတွားပြီးတော့ထည့်ထားလိုက်မှာပဲဖြစ်ပါတယ်အချိန်တနာရီခွဲပြည့်တော့မှပဲမိမိစိတ်ကြိုက်လူလိုဖြတ်တော့လာဆင်မှာဖြစ်ပါတယ်ကဲဒီဗီဒီယိုလေးဟာမိတ်ဆွေတက်ကြိုးရှိမှဆိုရင် like and follow လေးလုပ်ခဲ့ပါအောင်ခင်ဗျာအားလုံးမင်္ဂလာရှိသောနေ့လေးဖြစ်ပါစေခင်ဗျာ